ပေးပါဆိုတော့တက်ပေးလိုက်တာပဲဘာဖွင့်ပြီးဘာဖွင့်မှန်းကိုမသိအခုကျမှအော်ရှိတယ်ကျွန်တော်လက်ရှိဆိုရင်140 260ဝန်းကျင်လောက်ရှိနေပြီဟုတ်ကျွန်တော်တို့နောက်ပိုင်းအစိတ်ပိုင်းတွေထုတ်လာမယ်ဆိုရင်တော့ထောင်ကနန်းလောက်ထိကိုကျွန်တော်တို့နောက်9နှစ်လောက်ပေါ့ကျွန်တော်အဲ့ဒီတွင်မှာတစ်ခုပြီးစူးစမ်းပါမယ်လို့ရွေချက်ထားတာပြန်လာကြပေးတာโอเค ကားကိုဒီမှာထားခဲ့လိုက်ပြီးတော့ဘာပြီးပြန်သွား ပြန်ကြမယ်နော်โอเค တလုံးနဲ့ ညွှန်တော့မယ်မောင်ဟုတ်ကောကိုအော်ကိုနောက်တလုံးอ่ะပါပဲကိုโอเคကိုဝင်းဖြစ်ပါရဲ့ခင်ဗျာပြောတာပေါ့နော်โอเคကျေးဇူးတင်ပါတယ်လာပါဒီနေ့ကတော့ကျမတို့မော်လမြိုင်မြို့ EV ထုတ်လုပ်တဲ့ motorcycle စက်ရုံအသစ်ဖွင့်ပွဲနဲ့လက်ပြီးဆိုတဲ့ engine brand မိတ်ဆက်ပွဲအခမ်းအနားလေးပါတငယ်ချင်းကဟိုပါပေါ့နော်ပွဲလေးလာတက်ပေးပါဆိုတော့တက်ပေးလိုက်တာပဲဘာဖွင့်ပြီးဘာဖွင့်မှန်းကိုမသိအခုကျမှအော်ကြီးကျယ်ခမ်းနားတော့ပေါ့နော်ဘာပဲဖြစ်ဖြစ်ဒီလိုမျိုးဒါလူနေမှုအစဉ်တန်းပုံမှုမြင်မအောင်ရေးထားတဲ့လိုမျိုးပဲပေါ့ဆိုင်ကယ်တွေတင်သွင်းပြီးတော့ဒီမှာထုတ်လုပ်မှာနော်ဒီမှာထုတ်လုပ်မှာဆိုတော့တကယ်ကြီးကျယ်ခမ်းနားတဲ့ပွဲကိုတက်ရောက်ခွင့်ရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ပါခုလိုအချိန်ပေးပြီးအလုပ်တွေအကုန်လုံးကိုဖြတ်ပြီးချစ်ချင်းများစွာနဲ့တက်ရောက်ရအမောက်လည်းကျေးဇူးအများကြီးတင်ပါတယ်ပါရှင်ဘက်ပဲကြည့်ဟုတ်ကဲ့ဟုတ်အများကြီးပြဆက်ခဲ့ရတာပေါ့အချိန်တွေရောဒီ brand တစ်ခုမတို့ဒီပြည်သူတွေကိုအရေးသွေးစစ်မှန်တဲ့ရေသွေးပြည့်မီပြီးဈေးနှုန်းတင့်တဲ့ brand တစ်ခုကိုပေးဖို့ဆိုတာအချိန်အများကြီးမတို့စူးစမ်းခဲ့ရပါတယ်နိုင်ငံသားတွေကိုခါသွားခဲ့ရတယ်ဒီ brand တစ်ခုကိုစိတ်ကြိုက်မရမချင်းကိုယ့်ရဲ့မြန်မာပြည်သူတွေစိတ်ကြိုက်ကောင်းမွန်တဲ့ brand တစ်ခုဖြစ်လာတဲ့အထီကိုအရေးသွေးပိုင်းဆိုင်ရာအစမူလေးတစ်လုံးကအစကိုပြုပြင်ပြီးတော့နေအချိန်၄နှစ်လောက်ယူပြီးတော့ပြင်ခဲ့ရပါတယ်ဒီစက်ရုံဆောက်တဲ့အချိန်မှာဆိုတော့မတို့6နှစ်9နှစ်ဝန်းကျင်လောက်အချိန်ပေးခဲ့ရပါတယ်ဒီမှာကျွန်တော်ဦးဆုံးမင်းဦးပါ MCN Group ရဲ့ဥက္ကဋ္ဌဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေ့ကတော့ကျွန်တော်တို့စက်ရုံဖွင့်ပွဲနဲ့ brand မိတ်ဆက်ပွဲဖြစ်တယ်ကျွန်တော်တို့စက်ရုံဖွင့်ပွဲဆိုတာတော့ EV motorcycle SKD စနစ်ဖြင့်တက်ဆင်ထုတ်လုပ်တဲ့စက်ရုံဖြစ်ပါတယ် brand မိတ်ဆက်ပွဲကတော့ကျွန်တော်တို့ Black Bee brand ဖြစ်ပါတယ်အဲဒီအောက်မှာ model ၄မျိုးရှိပါတယ်အဲ့ဒါလေးခဏကျွန်တော်တို့ဟိုဘက်မှာကြီးညာတော့ပြီးဖြစ်ပါတယ်တိုင်းတာတစ်ခုဝမ်းတာပါတယ်ဒါပေမဲ့ကိုရင်မန်းချက်ကတော့ဒီထက်မကရှိနေပါတယ်ဒီထက်မကကျွန်တော်တို့စူးစမ်းအောင်ပါကျွန်တော်တို့ကကျွန်တော်တို့နိုင်ငံထဲမှာပဲ motorcycle အစိတ်ပိုင်းကအစထုတ်နိုင်ဖို့မျိုးလင်းချက်ထားရတယ်ဒီအတွက်ကျွန်တော်တို့ဒီထိရောက်အောင်သွားဖို့အစီအစဉ်ရှိပါတယ်ရှိတယ်ကျွန်တော်လက်ရှိဆိုရင်140 260ဝန်းကျင်လောက်ရှိနေပြီဟုတ်ကျွန်တော်တို့နောက်ပိုင်းအစိတ်ပိုင်းတွေထုတ်လာမယ်ဆိုရင်တော့ထောင်ကနန်းလောက်ထိကိုကျွန်တော်တို့နောက်9နှစ်လောက်ပေါ့ကျွန်တော်အဲ့ဒီတွင်မှာတစ်ခုပြီးစူးစမ်းပါမယ်လို့ရွေချက်ထားတာဟုတ်ကဲ့ဝယ်တက်ပေးတဲ့လူတွေလည်းအရန်ကျေးဇူးတင်တယ်ဟိုဘယ်လိုပြောမလဲဆိုတော့အများကြီးကျွန်တော်တို့ကြတော့တနိုင်ငံလုံးဟိုကလူတွေကိုပြန်ပြီးနဲ့အဆင့်ပြန်ပေးရောက်တာဟိုဆိုတော့သူတို့တွေလည်းအဆင်ပြေကြတယ်ကျွန်တော်တို့ကြီးပဲရောင်းကျွန်တော်တို့အဲ့လိုမဟုတ်ပါဘူးတနိုင်ငံလုံးလူလုပ်ငန်းအခွင့်အလမ်းတွေရတယ်အဲ့တော့အဲ့ဆက်ကဲသူတို့ရှိမှလည်းပြန်ပြီးသူတို့တိုင်းနယ်ပြည်နယ်တွေမှာလည်းသူတို့ကလူငယ်တွေကိုသူတို့ကပြန်ပြီးအလုပ်ပေးနိုင်တယ်အဲ့ဒီတော့ကျွန်တော်တို့ကဝမ်းတာတယ်ကျွန်တော်တို့ဘက်ကလည်းခုနပြောလို့ဒီအဲ့တော်တွေကိုဟိုမိုးတွင်းကြီးဖြစ်နေတော့အပြေးဝအဲဝမကြေတာတွေရှိတယ်အဲ့ဒီဆိုတာတော့ကျွန်တော်အဲ့တော်တွေမီဒီယာနေမှာတစ်ဆင့်အနူးညွတ်ကျွန်တော်တောင်းပန်ပါတယ်
အဆင်မပြေတာရှိတယ်ဆိုရင်ဖွင့်လို့ပေးဖို့ပေါ့နော်နောက်ဆိုရင်ကျွန်တော်တို့ဒီထက်မကအဆင်ပြေအောင်လုပ်နိုင်မှုစူးစမ်းပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ပြင်မြို့မှာ EV cycle တွေရောင်းနေတဲ့မိုးနက်သား EV cycle ကမင်းဆက်တော်ဖြစ်ပါတယ်ခင်ဗျာဟုတ်မင်္ဂလာပါခင်ဗျာကျွန်တော်ပြင်မြို့မှာဆိုင်ငယ်ရှိုးဖွင့်လာတဲ့ပြည်ကျော်ကြီးဖြစ်ပါတယ်ခင်ဗျာဒီနေ့ကပေါ့နော်ဒီမေဦးမော်တာမြန်မာကနေပြီးတော့ EV cycle ရောတခြားဒီ cycle brand အသစ်တွေမိတ်ဆက်မဲ့ပွဲပေါ့နော်စက်ရုံဖွင့်ပွဲလည်းဖြစ်တယ်အဲ့မှာကျွန်တော်တို့ဒီဖိတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေ့လာတက်တာဖြစ်ပါတယ်ခင်ဗျာဒီ brand ကပေါ့နော်ဒီနေ့မိတ်ဆက်တဲ့ဒီယာဒီအမျိုးအစားတွေဆိုရင်လည်းယာဒီဆိုရင်လည်းတကယ်ကိုနာမည်ကြီး brand တွေပေါ့နော်အဲ့ဒါကိုဒီမင်းဦးမော်တာမြန်မာကနေပြီးတော့စတင် SKD အနေနဲ့ဒီမော်လမြိုင်မှာကိုစတင်မိတ်ဆက်တဲ့အချိန်ကြတော့ကျွန်တော်တို့ဒီထဲမှာဒီနေ့မိတ်ဆက်တဲ့ထဲမှာကျွန်တော်တို့လိုချင်တဲ့ brand လေးတွေကျွန်တော်တို့ရောင်းချင်တဲ့ brand လေးတွေလည်းပါတယ်ပေါ့နော်တကယ်ကိုဈေးကွက်ထဲမှာလူကြိုက်များတဲ့ brand လေးတွေပါတဲ့အတွက်ကြောင့်မလို့ဒီနေ့ဒီပွဲကိုလာပြီးတော့ကြည်ရတဲ့အချိန်မှာကျွန်တော်ဒီနေ့မိတ်ဆက်တဲ့ပစ္စည်းတွေကိုတော်တော်ကြီးကိုစိတ်ကျင်နေပါတယ်ခင်ဗျာဒီပစ္စည်းအရေးသွေးကအရင်ကောင်းတော့ကျွန်တော်တို့လည်းကျွန်တော်တို့ဒီမားကတ်မှာရောင်းရင်းနဲ့ပစ္စည်းကောင်းတယ်မှန်းပြီးတော့လေလိုက်ရတာပေါ့နော်ဒီလိုလိုက်ပြီးတော့ဝယ်တယ်ဒီပစ္စည်းဆိုလို့ရှိရင်ကျွန်တော်တို့ရောင်းလာဆိုလို့ရှိရင်တော့ပေါ်လာတော့ကြာပြီပေါ့နော်ကျွန်တော်ရောင်းတော့တစ်နှစ်ခွဲနှစ်နှစ်လောက်ရှိပါပြီဗျဟုတ်ပစ္စည်းအရေးသွေးအရင်ကောင်းပါအခုလူချင်းမင်းတို့ကိုပထမဦးဆုံးစတဲ့မိတ်ဆက်ပေးခြင်းတဲ့ brand လေးကတော့ကျွန်တော်တို့ယာဒီ Vilas brand လေးပဲဖြစ်ပါတယ်အကောင်းဆုံးနဲ့တကယ်ကိုထိပ်တာ flagship model ကြီးဖြစ်တဲ့ယာဒီ Vilas brand ဖြစ်ပါတယ်ခင်ဗျဒီ Vilas brand ကတော့ performance ဟော technology ဘိုင်းမှာပါအင်ဂျင်ဆိုင်ငယ်ကြီးတွေကပါရှင်းပြနိုင်ရရှိတဲ့အဆင့်မြင့်ဆိုင်ငယ်ပုံစံမျိုးစားတစ်ခုဖြစ်ပါတယ်မင်္ဂလာပါကျွန်တော်ကတော့မွန်ပြည်နယ်မူးတုံကပေါ့တာကြီးခွန်လာဆိုင်ကရောင်းဝဲဆိုင်ပါဟုတ်ကဲ့ဟုတ်ကျွန်တော်ကတော့မန္တလေးမူလူရှင်လေးဆိုင်ကရောင်းဆိုင်ရပါခင်ဗျာကျွန်တော်နာမည်ကကိုရှမ်းလေးလို့ခေါ်ပါတယ်ကျွန်တော်နာမည်ကတော့အများခေါ်ကတော့တာကြီးပါပဲကျွန်တော်နာမည်ဝင်းဝနာကျော်ပါဟုတ်ကဲ့ဒီတိဖြစ်တော့ပေါ့နော်ဘာလို့ဆိုတော့မွန်ပြည်နယ်မှာလာဆိုရင်ပထမဆုံးပေါ့နော်ပထမဆုံးစက်ရုံဆိုတော့ပီတိဖြစ်တော့ပေါ့နော်နောက်ပြီးတော့ဒီခဏEV ယာဒီတွေဆိုလို့ရှိရင်ဒါကမ္ဘာဒါနာမည်ကြီးတဲ့စိတ်တွေပေါ့နော်နာမည်ကြီးစိတ်ဆိုတော့ကျွန်တော်တို့ဘယ်လိုမလဲဒီစိတ်တွေကန်ရတော့မှဆိုတော့ဝမ်းသာတယ်ပေါ့နော်နောက်ပြီးတော့ EV ရလဲကျွန်တော်တို့မြန်မာနိုင်ငံမှာလည်းနောက်ကျနေပြီနော်သူများနိုင်ငံမှာလည်းအများကြီးလုပ်နေကြပြီဆိုတော့ကျွန်တော်တို့အခုလုပ်ရပြီဆိုတော့ဝမ်းသာတယ်ပေါ့နော်ဟုတ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဟုတ်မန္တလေးကနေလာခဲ့တယ်ဒီနေ့လာရတဲ့ဟာပြောရမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ brand တွေကအရန်ကို amazing ဖြစ်တယ်အရန်ကိုယာဒီမှာဆိုလို့ရှိရင်လုံးဝ top brand ဖြစ်တဲ့ Vilas ကိုသူထုတ်ပြသွားတယ်ဒါနောက်လာမဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒီ Vilas ဆိုတာကိုတောက်လျှောက်ဝယ်ယူလို့ရတော့မယ်ဒီအကောင်းဆုံးဆိုတဲ့ brand တွေကိုကျွန်တော်တို့သုံးစွဲရတော့မယ်အဲ့ဒါမြင်းဦးမော်တာကိုလည်းကျေးဇူးအများကြီးတင်ရှိပါတယ်ဒီမော်တာမြန်မာ company limited ရဲ့ EV motorcycle စက်ရုံတွေဖွင့်ပွဲခန်းအားစီစဉ်များကိုအင်ဒရီယိုလူချင်းအားလုံးရဲ့မင်္ဂလာလက်ကုပ်ဩဘာသံများဖြင့်စတင်ကြောင်းကြေညာအပ်ပါတယ်ခင်ဗျာဒီစက်ရုံတစ်ကြီးပေါ်လာဖို့အတွက်မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ခွင့်ပြုမိန့်မှဒေကူကိုမြင်တော့ခင်ဗျကျွန်တော်ကတော့ motorcycle blog တွေတင်ဆက်နေတဲ့ကြောင်မှာ motorbike author တယောက်လည်းဖြစ်ပါတယ်ကျွန်တော် Motonic နာမည်နဲ့ cycle blog တွေတင်ဆက်နေတာဆိုရင်ဒါကျွန်တော်၄နှစ်ကျော်ရှိပါပြီဒီမှာလောလောဆယ်မှာဒါ Libby brand အနေနဲ့ဒါမျိုးစား၄မျိုးထွက်မယ် Heron Niren Iceland ADV ဆိုပြီးရင်ဒါမျိုးစား၄မျိုးရှိမယ်ပေါ့နော်ကျွန်တော် 125cc နဲ့လည်းထွက်တာရှိမယ်ပြီးရင် 160cc နဲ့လည်းထွက်တာရှိမယ်ပေါ့ဒါမျိုးစား၄မျိုးထွက်ပါတယ်ဒါပြီးတော့ဒီယာဒီအမတ်တစိမ့်နဲ့လည်းဒါ EV ဆိုင်ကယ်တွေဒါအခုမင်းဦးမော်တာမြန်မာကနေစတင်ပြီးမှထုတ်လုပ်နေတယ်
ဒါဒီမှာဆိုရင်ဒါတခုအားသာချက်ရှိသွားတာကအရင်တုန်းကလည်းကျွန်တော်တို့မြန်မာနိုင်ငံမှာယာဒီ brand တွေ EV တွေမဝင်ဘူးမဝင်နဲ့ယာဒီကရှင်းပြောရင်တရုတ်နိုင်ငံမှာနံပါတ်1 brand ပဲဒါ EV ဆိုင်ကလောကမှာပေါ့နော်ဒါတရုတ်နိုင်ငံမှာလည်းနံပါတ်1 brand ဖြစ်တယ်လို့တကယ်ပါလုံးအတိုင်းအတာနဲ့လည်း EV ဆိုင်ကလောကမှာယာဒီကနံပါတ်1 brand ဖြစ်တယ်အဲ့တော့အခုအရေးအတွက်အကောင်းဆုံးဆိုတဲ့နံပါတ်1 brand ကိုဒါအခုမင်းဦးမော်တာမြန်မာနေစတင်ပြီးမှယူဆောင်လာပြီးအရင်တုန်းကလည်းမြန်မာနိုင်ငံမှာဒီ brand တွေကဝင်တယ်တော်တော်ညာလည်းညာတော့အဖြစ်တော့ဒီ EV တင်တုံးကပါမယ်နဲ့ဝင်လာကြတာများတယ်ပေါ့နော်ဒါအခု SKD ကတော့ဒါပထမဦးဆုံးလို့ပြောရမယ်ဒါ SKD ယာဒီ EV ဆိုင်ကယ်တွေ SKD ကမင်းဦးမော်တာမြန်မာနေဒါပထမဦးဆုံး SKD နဲ့ဒါစတင်မိတ်ဆက်ထုတ်လုပ်လိုက်တာပဲဖြစ်ပါတယ်ဒါလောလောဆယ်တော့ယာဒီကလောလောဆယ်၄မျိုးပစ္စည်းရောက်နေပြီပေါ့နော်တင်သွင်းမှာတော့6မျိုး9မျိုးလောက်ရှိမယ်ဒါတင်သွင်းပြီးမှဒီမှာတက်ဆင်မှာပေါ့မြန်မာပြည်မှာ SKD နဲ့တက်ဆင်ထုတ်လုပ်ဖြန့်ပြီးမှတော့အလုံးပေါင်း6မျိုးမဟုတ်9မျိုးလောက်ဖြစ်မယ်လောလောဆယ်ကတော့ပစ္စည်း4မျိုးစတင်ရောက်ရှိနေပြီပေါ့နော်ဒါ4မျိုးကတော့စတင်ဖြန့်ချီမယ်ပေါ့နော်ယာဒီထဲမှာဆိုရင်တော့ဒါမျိုးစား4မျိုးထဲမှာဆိုရင်မိုင်မျိုးစုံပါမယ်မိုင်40ကျော်ရတွေပါမယ်မိုင်50ကျော်ရတွေပါမယ်မိုင်60ကျော်ရတွေပါမယ်ပေါ့နော်မျိုးစားအမျိုးမျိုးပါမယ်ပေါ့မော်တာဝက်တွေကလည်းမျိုးစုံပါမယ်ဥမာမော်တာဝက်1200မော်တာဝက်နဲ့လည်းလာရရှိမယ်เนาะပြီးတော့ကျွန်တော်တို့1500မော်တာဝက်တွေနဲ့လည်းပါရရှိမယ်ပေါ့မျိုးစုံပေါ့เนาะဒီ top speed ကလည်းဒီအမျိုးမျိုးရှိမယ်ပေါ့ဥမာ top speed 40ကျော်လောက်ထွက်တာရှိမယ် top speed အမြင့်ဆုံး top speed ပေါ့เนาะ50ကျော်လောက်ထွက်တာရှိမယ်เนาะအမျိုးမျိုး top speed တွေကလည်းအမျိုးမျိုးဟိုကျွန်တော်ထုတ်လုပ်ဖြန့်ပြပေးထားပါတယ်ပေါ့เนาะဟုတ်